အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ AU Channel လေးမှာကြိုဆိုလိုက်ပါရရှင်ကျမဒီနေ့တင်ဆက်ဖတ်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ချမ်းသာမှုဤထောင်ချောက်ဆိုတဲ့ဆောင်းပါးလေးကိုဝဟုတုဒရပွဲတင်ဆက်ဖတ်ပြပေးခြင်းတာပဲဖြစ်ပါရရှင်ကာမတုကလိကနုယောဂဆိုတာဗုဒ္ဓဘာသာမှာအစွန်းနှစ်ဖက်ထဲကတစ်ဖက်ဖြစ်ပါတယ်အလွန်အကျွံကာမချမ်းသာမှုကိုမှီဝဲခြင်းလို့အဓိပ္ပာယ်ရပါတယ်ကာမဂုဏ်ချမ်းသာမှုတွေကိုဆွဲလန်းလွန်းတာတက်မှတ်လွန်းတာအပျော်ပါးတွေကိုပဲအာရုံစိုက်တာကိုဆိုလိုပါတယ်မြတ်ဗုဒ္ဓကဒီလန်းဟာမြင့်မြတ်သောအကျင့်တရားမဟုတ်ပဲတာမန်လူများရဲ့နှိမ့်ကြတဲ့အကျင့်အကျိုးမရှိတဲ့အကျင့်မတ်ဖို့နိဗ္ဗာန်ကိုမရောက်နိုင်တဲ့အကျင့်လို့ဟောကြားခဲ့ပါတယ်။ကာမဆိုတာအာယုံ၅ပါးဖြစ်တဲ့ယူပါယုံမျက်စိဖြင့်မြင်ရသောအရာတရားယုံနားဖြင့်ကြားရသောအရာကန်းနာယုံနှာခေါင်းဖြင့်နမ်းရသောအရာရတာယုံရှာဖြင့်မြည်ဆန့်ရသောအရာဟောရဘယုံကိုဖြင့်ထိတွေ့ရသောအရာတို့ကိုဆိုလိုပါတယ်။ဒုက္ခလိကာဆိုတာကအဲ့ဓာတွေနဲ့တာယာခြင်းပျော်မွေ့ခြင်းတက်မှတ်ခြင်းတွေနဲ့အချိန်ကုန်ခြင်းကိုဆိုလိုပါတယ်အနုယောဂကဆိုတာကတော့အဲ့ဒီလိုကျင့်သုံးမှုကိုဆိုလိုတာပါဘဝမှာချမ်းသာမှုပျော်ရွှင်မှုတွေကိုရှာဖွေဖို့ဆိုတာတဘာဝကြပါတယ်ဒါပေမဲ့အဲ့ဒီချမ်းသာမှုတွေမှာပဲလုံးဝနှိမ့်မြုပ်သွားတာကတော့ပြဿနာတစ်ခုဖြစ်လာပါတယ်တာယာမှုတွေကိုအရန်ရှည်တန်းတင်လိုက်မယ်ဆိုရင်မတာယာတဲ့အခြေအနေတွေဖြစ်လာတတ်ပါတယ်လူတွေဟာစီးစိမ်ချမ်းသာဥစ္စာပေါ်များစွာရှိရင်အလွယ်တကူကာမတုကလိကနုယောဂဆိုတဲ့ချမ်းသာမှုရဲ့ထောင်ချောက်ထဲကိုကြားရောက်တတ်ကြပါတယ်။တကယ်တော့ကာမဂုဏ်ခံစားမှုတွေဟာတာရှိမခံပါဘူးတဲ့။ချမ်းသာဒုက္ခအစစ်မှန်ကိုမပေးနိုင်ပါဘူးစိတ်ညစ်ညူးစေပြီးတဲ့အခါမှာဒုက္ခရောက်စေပါတယ်ကာမဂုဏ်ချမ်းသာမှုဟာခဏတာပျော်ရွှင်စေပေမဲ့ခိတ္တမြတာဖြစ်ပါတယ်စားပြီးရင်ဖိုက်ပြီးဒါပေမဲ့နာရီပိုင်းလုံးလိုက်ဗိုက်စာပြန်လာပါတယ်ဘယ်တော့မှမတင်းတိမ်မယောင်ရဲနိုင်တဲ့သဘောမျိုးပါဒီခေတ်ကာလကြီးကလူသားတွေကိုကာမတုကလိကနုယောဂဘက်ကိုအတင်းတိုက်တွန်းနေသလိုပါပဲဒီအရာကိုဝယ်လိုက်ရင်ပြောလိမ့်မယ်ဒီနေရာကိုသွားလိုက်ရင်ပြောလိမ့်မယ်ဒါကိုလှုပ်လိုက်ရင်ပြောလိမ့်မယ်ဆိုတာတွေနဲ့နေ့စဉ်ထိတွေ့နေရပါတယ်ဒီလိုမျိုးကာမဂုဏ်ချမ်းသာမှုကိုပဲဥတည်တဲ့လမ်းကြောင်းတွေပေါ်လိုက်ရင်အပေါ်ယံချမ်းသာမှုရဖို့အတွက်ပဲဘဝရဲ့အနက်ရှိုင်းဆုံးအဓိပ္ပာယ်တွေကိုလက်လွတ်ဆုံးရှုံးရနိုင်ပါတယ်။ရုပ်ဝတ္ထုပစ္စည်းတွေစုဆောင်းလိုက်စားမှုအလွန်အကျွံစိန်ခံမှုတွေဟာစိတ်မငြိမ်းချမ်းမှုရဲ့အဓိကအကြောင်းရင်းတွေဖြစ်လာကြပါတယ်။ကာမတုကလိကနုယောဂဟာချမ်းသာမှုကိုအလွန်အကျွံမျှော်လင့်မိတဲ့အတွက်စိတ်ဆင်းရဲပင်ပန်းမှုတွေကိုပုံမခံစားစေရတဲ့လမ်းကြောင်းတစ်ခုလို့ဆိုနိုင်ပါတယ်။ဒီအကျင့်ဟာဘာကြောင့်မလိုလားအပ်တာလဲဆိုရင်ကာမဂုဏ်ချမ်းသာမှုဟာယာယီဖြစ်ပြီးစစ်မှန်တဲ့စိတ်ချမ်းသာမှုကိုမပေးနိုင်ပါဘူး။ကာမဂုဏ်အလိုဆန္ဒတွေဖြည့်ဆည်းပြီးရင်ယာယီပျော်ရွှင်ရပေမဲ့ဒါဟာကြမခံပါဘူးတဲ့။မချခင်မှာပဲနောက်ထပ်အလိုဆန္ဒတွေပေါ်လာပြန်ပါတယ်။တက်မှတ်မှုတဏှာကိုပွားများစေပါတယ်တက်မှတ်မှုတွေများလာတဲ့အခါဆင်းရဲဒုက္ခတွေလည်းတိုးပွားလာပါတယ်ရလာရင်ထပ်ပြီးတော့တောင်းတတယ်မရရင်စိတ်ဆင်းရဲရတယ်ရထားတာကိုဆုံးရှုံးမှာကိုစိုးရင်ပူပန်ရတယ်စသဖြင့်ဆင်းရဲဒုက္ခတွေနဲ့ဝိညာဉ်ထားတာကိုခံရပါတယ်တဲ့စိတ်ကိုမငြိမ်းအေးစေပဲပုံမှုစိတ်လှုပ်ရှားစေပါတယ်ကာမဂုဏ်မိဝဲမှုများလာတဲ့အခါစိတ်ဟာပုံမှုမတည်ငြိမ်လာပြီးကာမဂုဏ်ကပေးတဲ့ချမ်းသာမှုကိုပဲဆွဲလန်းလာပါတယ်ဒါကြောင့်တရားကျင့်ကြံအားထုတ်ဖို့ခက်ခဲလာပါတယ်ကာမတုကလိကနုယောဂအကျင့်ကိုဆွဲလန်းရင်အတိညာဖွံ့ဖြိုးရေးစိတ်ကိုတည်ငြိမ်အောင်ထိန်းသိမ်းရေးတွေမှာအဟန့်အတားဖြစ်စေပါတယ်တဲ့ဒီတော့မျက်စိပရာဒဖြစ်တာတွေမြင်ရတဲ့အခါပြောပါဒါပေမဲ့အဲ့ဒါကိုစက်မမြင်ရတဲ့အခါမှာလည်းလူတဘာဝအတိုင်းလက်ခံပါနားမှာตายရတဲ့အတန်တွေကြားရတဲ့အခါခံစားပါဒါပေမဲ့အဲ့ဒီအတန်တွေပျောက်သွားတဲ့အခါသူတဘာဝအတိုင်းလက်ခံပါတဲ့ရုပ်ဝတ္ထုပစ္စည်းတွေသုံးစရာရှိသုံးပါမဆွဲပါနဲ့ဘာကိုမှအလွန်အကျွံမဖြစ်ပါစေနဲ့တဲ့ဗုဒ္ဓရဲ့အလဲအလက်လမ်းစဉ်တိုင်းကာမဂုဏ်ကိုအလွန်အကျွံမဆွဲလမ်းမဲ့နဲ့လူဘဝလူတာဝန်ကျေပြွန်အောင်လို့ဘဝကိုရိုးရိုးရှင်းရှင်းကျင့်သုံးပြီးလွတ်မြောက်ကြောင်းတရားကိုအားထုတ်တင်ကြောင်းလက်တွေ့ကြကြနားလည်ဖို့လိုအပ်တပါတယ်လို့ရေးသားထားပါတယ်ရှင်။မူရင်းရေးသားသူကိုလည်းလေးစားစွာဖြင့် credit ပေးအပ်ပါတယ်ရှင်။နားဆင်မိခဲ့ကြတဲ့ပရိသတ်ကြီးအားလုံးကိုလည်းကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဒီကနေ့မှာတော့ပရိသတ်များနားဆင်ခဲ့ရတဲ့အကြောင်းကတော့ချမ်းသာမှုဤထောင်ချောက်ဆိုပြီးရေးထားတဲ့ဆောင်းပါးလေးနဲ့ပတ်သက်ပြီးတော့တိမှတ်စရာတွေကိုတင်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်ခုလိုမျိုးကျမတို့ရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားပွဲအားကောင်းတဲ့ဘာသာရေးဆိုင်ရာအသိပညာဘုသူတအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ရှင်ဒါကြောင့်ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့စောင့်ကြည့်အားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်အကြောင်းအရာအသစ်တွေတင်တိုင်းမှာသိနိုင်အောင်လို့လည်း notification လေးကိုပါနှိပ်ထားပေးခဲ့ကြပါအောင်ရှင်နားဆင်မိခဲ့ကြတဲ့ပရိသတ်များအားလုံးလည်းဘာသာရေးဆိုင်ရာအသိပညာဘုသူတများတိုးပွားကြပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြပါစေရှင်